Hello အားလုံးမင်္ဂလာပါ Cherry Handmade YouTube Channel နဲ့ Facebook Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ ဒီနေ့မှာတော့ဒီ8ထိုးနီလေးကိုလာပြီးမျှဝေပေးရဖြစ်ပါတယ်။ချီထိုးနေကြကောင်းမလေးတွေဆိုရင်တီးပြီးသားဖြစ်မှာပါနော်။ချဲထိုးထားတဲ့ပတ်တန်ကအကုန်လုံးကတိုင်တိုပတ်တန်ဖြစ်ပါတယ်။ပြီးဆိုရင်လည်းဒီလို zip တက်တာတွေကအစအသေးစိတ်အစဆုံးချဲတေချာလေးပြပေးထားပါတယ်။ဒီအိတ်လေးဆိုကြည့်လိုက်တာနဲ့ပစ္စည်းအများကြီးဆက်နေဆိုတာသိတာပါတယ်။ကဲလို့လိုက်ထိုးမယ်ဆိုရင်တော့ဗီဒီယိုလေးတိကျကြည့်ပြီးမှလိုက်ထိုးပါ။ကျွန်တော်လိုအပ်တဲ့ပစ္စည်းအရင်ကြည့်ပါမယ်။ချီကတော့ချဲဒီထိုင်း soft type ဒီချီလေးထိုင်းချီလေးကိုအသုံးပြုပြီးထိုးထားတာပါ။ဒါအိတ်ထိုးချီပေါ့နော်။တော့200 gram ပဲကုန်ပါတယ်။ size ကိုတော့ကျွန်တော်3ရတယ် 3.5 ရတယ်ပေါ့နော်။ size ကဒါလေးရပါတယ်။ပြီးလို့ရှိရင်တော့ zip ဂျိုးကဒါက14လက်မလောက်ရှိရချေဝဲထားတာလေ12လက်မရှိတယ်ဆိုလဲ12လက်မဆိုင်လောက်ဝယ်လို့ရပါတယ်ပြီးလို့ရှိရင်ချုပ်အပ်ပြီးလို့ရှိရင်မချိတ်ကကြီးဒါလေးတွေလိုပါမယ်ပေချိုလေးလည်းစောင်းထားပါနော်ပြီးတော့လေချုပ်အပ်ကတကယ်လို့ကိုက handmade တွေအများနဲ့လုပ်ရဆိုရင်ဒီလိုလေးတပူးလောက်ဝယ်ထားလိုက်ပေါ့နော်သူကအဲ့ဒီမှာ size ဆုံးပါတယ်ဒါကကျတော့တက်ဝယ်ရတယ်ပေါ့နော်ကျွန်တော်စစ်နဲ့အိတ်ချုပ်ဖို့အတွက်ဆိုရင်ဒါနဲ့အဆင်ပြေပါတယ်ရှင်ကဲဒါဆိုကျတို့စထိုးပါမယ်ပတ်တန်ကိုလည်းချဲအောက်မှာရေးထားပေးပါတယ်နော်အရင်ဆုံးဖွမီ48ခုထိုးပါမယ်ဒါကတော့ထိုင်းချီနဲ့မလို့ပေါ့နော်တကယ်လို့ရေခဲနိုင်လွန်ချီဟိုမှာ size အကြီးနဲ့ပေါ့နော်ထိုးမယ်ဆိုရင်တော့49ထိုးမယ်ဆိုရင် size ကတော့နည်းနည်းလေးပိုကြီးနိုင်ပါတယ်ဒါပေမဲ့လည်းဟိုလိုအရင်အကြီးတော့မဟုတ်ပါဘူးเนาะအဲ့တော့ကျတို့အခုဖွမီ48ခုထိုးလိုက်ခဲ့ပါဒီမှာပါကျွန်တော်ပေချိုးလေးနဲ့တိုင်းကြည့်မယ်ဆိုရင်ချက်က26 cm လောက်ရပါတယ်ရှင်ဒါကတော့ပထမတစ်ဆင့်ပြီးသွားပြီပေါ့နော်ပြီးပြီဆိုရင်တော့ကျွန်တော်ကတိုင်တိုးစထုတ်ပါမယ်ဒုတိယတစ်ပေါက်အနေစထုတ်မယ်နော်ခုနကျွန်တော်ဖွမရ40ခွန်ဆိုတော့ဒုတိယပေါက်အနေစထုတ်မယ်ဆိုရင်တော့ဒီ row 1မှာကျွန်တော်စုပေါင်းတိုင်တိုးက46ခုရှိပါမယ်ချက်အတိုင်းလေးရတာကိုလည်းရေးထားပေးပါတယ်နော်ဘာလို့လဲဆိုတော့ဒီအတိုင်းကတော့ချက်8ပေါ့နော်တကယ်လို့ရေခဲနိုင်လို့နဲ့ထိုးမယ်ဆိုရင်တော့ size ပိုကြီးနိုင်ပါတယ်ဒီမှာကျတို့ကတိုင်တိုးတပေါက်ကိုတတိုင်းစီထိုးပါမယ်နော်ရိုးဝမ်းပြီးသားပြီဆိုရင်တော့ဒီမှာပါဒီပုံစံလေးရပါမယ်ပြီးတော့ရင်တန်းပြီးလို့နောက်တန်းတက်မယ်ဆိုရင်တော့ကျတို့ကဖွမီတစ်ခုထိုးပြီးပြီဆိုရင်ကျတို့ပြန်လှည့်ပါမယ်ဒီဘက်လှည့်မယ်ပေါ့နော်လှည့်ပြီးလို့ရှိရင်ကျတို့တိုင်တိုလေးပဲဆက်ထိုးသွားရမှာထိုးတဲ့ခါမှာဒီမှာကျတို့ပတ်တန်ရဲ့နောက်ဆုံးမှာချက် BLO ရေးထားရတွေ့လားအခါတိုင်းကျတို့ကဒီလိုအပေါက်တွေထဲထည့်တာဟုတ်အခုက BLO ဆိုတာကကျတော့သူက back loop only ပေါ့နော်အနောက်တစ်ချမ်းကိုပဲထိုးရမယ်အဲနောက်တစ်ချမ်းဆိုတာကဒီမှာကျတို့ဖွမီလိုမျိုးနာမှာနှစ်ကြိုးရှိရမလားရှိဆိုရင်မှကျတို့အနောက်ကိုပဲထိုးရမှာဖြစ်ပါတယ်เนาะအနောက်တစ်ချမ်းကိုပဲယူပြီးတော့မှထိုးပါဒီတိုင်တိုကတော့ရိုးတိုင်တိုပဲเนาะအဲ့လို cross တွေပါတွေလုပ်စရာတော့မလိုပါဘူးရှင်အဲ့တော့ဒီနေရာမှာက chain 1ပြီးရင်ဒီမှာ10ပြီးရင် 2SE လို့ရေးထားပါပေါ့เนาะ 2SE ဆိုတော့ကျွန်တော်ကအဲ့တစ်ပေါက်ထဲကိုကျွန်တော်2တိုင်ထည့်ပါတယ်ပြီးလို့ရှိရင်တော့ 44SC ဖွမီတိုင်တို44ခုကျွန်တော်ထိုးလာပါမယ်ပြောရင်ကျွန်တော်46တိုင်မှာ44ခုကတပေါက်တစ်တိုင်ကျန်တဲ့2တိုင်ကကျတော့တပေါက်2တိုင်ဆိုတော့ဟိုဘက်ထိပ်နဲ့ပထမဆုံးတစ်ပေါက်နဲ့နောက်ဆုံးတစ်ပေါက်ကိုကျွန်တော်ကတစ်ပေါက်ကို2တိုင်ပေါ့နော်တိုင်တိုလေးထည့်လာတော့ပြောတာပါအဲ့တော့ကျွန်တော်က back loop only ပဲထိုးလာပြီးတော့မှကျွန်တော်ဟိုအစုံနာလေးကိုတစ်ချက်ကြည့်ပါမယ်ပြီးရင်တကယ်လို့ဒီနားမှာလေးကိုကအဲ့လိုအပေါက်တွေကြံခဲ့မှာမညီမှာဆိုတဲ့အခုမှ beginner လေးဆိုဖြစ်တတ်တယ်เนาะအခါကျရင်မကြိတ်လေးခုနချေဆောင်ထားခိုင်းတဲ့မကြိတ်လေးကိုချိန်ထားပါပြီးရင်ကျတို့တိုင်တိုလေးဆက်ထိုးလာပါမယ်ဆက်တိုက်ထိုးလာပြီးဒီမှာနောက်ဆုံး
တပေါက်ပြီးရင်ဒီမှာကျပထမတန်းကလေးမချိတ်မှတ်ခဲ့ရပေါ့နော်ကျန်ခဲ့မှာဆိုလို့လေအဲ့အပေါက်ထဲကိုနောက်ဆုံးတစ်ပေါက်ထဲကိုကျတော့နှစ်တိုင်တူနှစ်တိုင်ထည့်ပါမယ်နော်ပြီးဆိုရင်တော့ကျတော့နောက်တန်းတက်မှဆိုရင်ဖုန်မီတစ်ခုထိုးပြီးပြန်လဲပါပြန်လဲပြီးဆိုရင်လည်းအဲ့တိုင်းပဲဒီမှာ 2SC ထိုးပါမယ်1ပြီးရင်အဲ့နာလေးကိုကျတော့မကြိတ်လေးနဲ့မှတ်ထားလိုက်မယ်ပေါ့နော်ပြီးနောက်တစ်တိုင်းထက်ပြီးဆိုရင်ကျတော့46တိုင်းထိုးလာပါမယ်နော်ပြီးမှကျတော့နောက်ဆုံးအပေါက်မှာကျတော့နှစ်တိုင်းထည့်မယ်အဲ့တော့ကျတော့ဒီမှာဆိုရင်ချက်ပတ်တန်ပြောင်းထားတဲ့ row 4 to row 9 repeat row 3ပေါ့နော်အဲ့ row 3အတိုင်းကျတော့ထိုးလာမယ်ထိုးလာပြီးဆိုရင်ကျတော့ကrow 9ထိပေါ့နော်6တန်းမြောက်ထိကိုကျတော့ကဒီလိုတန်းပြီးတန်းအဲ့လိုဘေးပထမဆုံးတစ်ပေါက်နဲ့နောက်ဆုံးတစ်ပေါက်ဒီကိုဘေးအပေါက်ဒီကျတော့တစ်ပေါက်နှစ်တိုင်းစီထည့်လာတယ်အလဲကတော့တစ်တိုင်းစီပဲပေါ့နော်ထိုးလာရတဲ့တိုင်တိုတွေကလည်းအကုန်လုံးက back loop only နဲ့ပဲထိုးလာရပါမယ်ဆိုတော့တန်းပြီးတန်းဆက်ထိုးလာပါ row 9ပြီးရင်ခြေတစ်ချက်ပြန်ပြပေးပါမယ်ဒီမှာပါဒါချေတို့ row 9ထိထိုးလာတဲ့ပတ်တန်ပေါ့နော်ခုနချေပြောတဲ့ပတ်တန်တိုင်းထိုးလာတယ်အခုချေတို့က row 10မှာကတော့ချေတို့ကမပွားဘူးမလျှော့တော့ဘူးတပေါက်ကိုချေတို့ကတတိုင်းစီအဲ့ back loop only အတိုင်းပဲဆက်ထိုးလာပါမယ်တပေါက်တတိုင်းစီနော်ပထမတစ်ပေါက်မှာတော့မကြိတ်လေးမခက်ပါပြီးရင်ဒီ row 10နားမှာချေတို့မကြိတ်တစ်ခုမက်ခဲ့နောက်ပိုင်းထိုးရဟာဆိုရင်ကျွန်တော်မဖြုတ်နဲ့ပေါ့နော်တခါတည်းမှတ်လို့ရအောင်တကယ်လို့နောက်မှပြန်မှတ်ချင်တယ်ဆိုရင်လည်းကျန်မှတ်နီးကိုလည်းနောက်မှပြထားပေးပါတယ်ဗီဒီယိုလေးကိုဆက်ကြည့်ပေးပါနော်ခုက row 10ပြီးသွားပြီပေါ့ကျွန်တော် row 11ပေါ့နော် row 11မှာကျတော့ပထမတစ်ပေါက်ဒီကြံခဲ့မှာဆိုလို့ဆိုပြီးတော့မှကျွန်တော်ကတော့ဆက်ထိုးလာတယ်ပေါ့နော်17ကနေ row 33ထိပေါ့နော်ကျတော့17ကနေ33လို့ပဲရေးထားပေးတယ်ဒါမဲ့တယ်လီတို့လိုက်ထိုးချင်နေဆိုရင်တော့တကယ်လို့ကိုကကျဲလေးထပ်လို့ချင်နေဆိုရင်ဆက်ထိုးလို့ရပါတယ်ဒီမှာပါကျတော့22.5 စင်တီမီတာပေါ့နော်အဲ့ဒါထိုးထားပါတယ်ရှင် row တော့ကျဲ33ထိရေးပေးထားတယ်ကျန်တာကိုတော့တယ်လီတို့အမြင့်ကိုအဆင်ပြေလို့ဆက်ထိုးထားလို့ရပါတယ်ရှင်ပြီးလို့ရှိရင်ဒီမှာပေါ့နော်သူကဒီလိုလေးခောက်လိုက်ရမှာပါပြီးရင်နောက်အတန်းတွေကကြတော့ကျတို့ကတိုင် short လေးတွေနဲ့ဆက်ထိုးရမှာပါတဖြည်းဖြည်းခုနကကျတော့ပွားလာတယ်ပေါ့နော်အခုကကျတော့ကျတို့ကတဖြည်းဖြည်းပြန် short တဲ့ pattern လေးနဲ့ထိုးရမှာဖြစ်ပါတယ်ရှင်ဒီမှာဒီနောက်ဆိုရင်ကျတို့34အနေပဲစပြောပြထားတယ်เนาะကျတို့ဒီမှာ short ပြီဆိုရင်တိုင် short လေးထိုးမယ်ပထမဆုံးနှစ်ပေါက်ကိုတစ်ပေါက်ဖြစ်အောင်လုပ်မယ်ပေါ့နော်တစ်တိုင်းဖြစ်အောင်လုပ်မယ်ပြီးဆိုရင်တော့အလေထဲမှာရှိတဲ့တိုင်တွေကိုတစ်ပေါက်ကိုတစ်တိုင်းစီကျတို့ထိုးလာမယ်နောက်ဆုံးနှစ်တိုင်ကိုခြံထားပြီးတော့ကျတို့တစ်ပေါက်တစ်တိုင်းစီထိုးခဲ့မယ်နော်ပြီးရင်နောက်တစ်ခုနောက်တစ်တန်းလဲအဲ့တိုင်းပဲဒီပထမဆုံးနှစ်ပေါက်ကိုကျတို့က decrease တိုင် short ပေါ့နော်ဒီ
မှာတချို့အရင်ဆွဲထုတ်ပြီးရင်နောက်ထပ်အပေါက်တဲ့ကျိုးဆွဲလာမယ်ကျိုး3ကျိုးရပြီဆိုရင်3ကျိုးလုံးထဲကိုဆွဲထုတ်မယ်ပေါ့နော်ပြီးပြီဆိုရင်တော့တိုင်တိုးလေးဆက်ထိုးလာပြီးတော့မှကျတို့ကတိုင်လျှော့လေးပြန်ထိုးပါမယ်ဒါဆိုရင်ကျတို့ကခုနမှကျတို့က6တန်းပွားထားတယ်ပေါ့နော်အခုပြန်လျှော့တဲ့ချိန်မှာလည်းအတိုင်းပဲ6တန်းလျှော့လာရမှာဖြစ်ပါတယ်ကဲလို့ခုနကျတို့34ရနေဆိုရင်အခု row 43ထိပေါ့နော်ကျတို့ကတိုင်းလျှော့ဘေးနားမှာဟိုဘက်2ပေါက်ဒီဘက်2ပေါက်လျှော့မယ်အဲ့လိုအတန်းတိုင်းလေးထိုးလာပါမယ်ဒါဆိုရင်ကျတို့ကုန်ပြီးသွားပြီပေါ့နော်ကုန်ပြီးသွားပြီဆိုရင်ကျတော့ထိတ်နားလေးမှာကျတို့6တန်းမြောက်ပထမတစ်ပေါက်နာပထမတန်းကိုမချိတ်မှတ်မယ်ပြီးရင်6တန်းမြောက်ထိပွားထားတဲ့နားကိုမှတ်မယ်ပြီးရင်ဟိုဘက်6တန်းကနေကျတို့ပြန်လျှော့တဲ့နားပေါ့ row 34လောက်ပေါ့အဲ့နားလေးကိုကျကမချိတ်လေးနဲ့ပြန်မှတ်တယ်ဒီဘက်အစနားလေးကိုလည်းပြန်မှတ်ထားမယ်ပေါ့နော်ဒါမဲ့ဒီနားလေးကကျတို့ဆက်ထိုးရမယ်ပတ်တန်းလေးမလို့ကျအဲ့နားလေးကိုဒီမှာဒီလေးတော့မှတ်ထားလိုက်ပါမယ်အစလေးတီးအောင်လို့ပြီးရင်အခုဒီပတ်တန်းကကြတော့ကျတို့ဒီပပတ်လဲကိုတပောက်ကိုတတိုင်းစီကျတို့တိုင်တိုနဲ့ပပတ်လဲထိုးနားကိုရမယ်အပိုင်းပေါ့နော်အခုထိုးရမယ်ဟာလေးကလေကဲဒါဆိုရင်တော့ကျတို့စထိုးပါမယ်စထိုးတဲ့အခါမှာဒီလိုအပေါက်တိကျကျမရှိတဲ့နေရာတွေဆိုရင်တော့ကျတို့ကဘယ်လိုပြောမလဲစိတ်လေးပဲထိုးထားရမှာပေါ့နော်ထိုးတဲ့ချိန်မှာကျတို့ကဒီလိုတောင်လိုမျိုးပုံစံလေးမလားအဲ့လိုမြင့်တဲ့နားကိုတစ်ခုထိုးပြီးရင်ကြိုင်ကလေးဖြစ်နေတဲ့ထဲကိုတစ်ခုထိုးပြီးရင်ဒီအမြင့်ထဲကိုတစ်ခုထိုးပြီးရင်ကြိုင်ကလေးဖြစ်နေတဲ့ထဲကိုတစ်ခုထိုးအဲ့လိုလေးထိုးလာပါမယ်မန်ချိတ်ကတော့ချဲမတ်တလို့မျိုးလေးမဖြစ်မနေမှတ်ခဲ့ပေးပါဘာလို့လဲဆိုတော့ကျတို့ကဇစ်တွေတက်တဲ့ချိန်ကျရင်ပြန်ချုပ်ရတဲ့ချိန်ကျရင်အဲ့ဒီမတ်ချိတ်နေရာတက်မှတ်ထားမှပဲအဆင်ပြေတာမလို့ပါရှင်မှန်ရမယ့်နေရာလေးလဲချဲရှိမှပြောပြပေးထားရနော်ဒီမှာဆိုရင်ကျတို့ကဒီလိုအမြင့်ပေါ်မှာတစ်ခုပြီးရင်ဒီရဲ့ဂျိုင်းလေးတစ်ခုဒီအမြင့်ပေါ်မှာတစ်ခုနောက်ထပ်ဟိုဘက်မှာဂျိုင်းလေးတစ်ခုဆိုတော့ကျတို့ကဒါကိုပတ်လဲထိုးလာမှဖြစ်ပါတယ်အခုချဲထိုးထားတာလေးတစ်ချက်ကြည့်ပြီးတော့မှအဆုံးထိချဲဘယ်လိုပတ်လဲထိုးခဲ့လဲဆိုတစ်ချက်ကြည့်ခဲ့ပါနော်
အခုကျတို့ကဒီတိုင်တိုအတန်းပေါ်မှာကျတို့တိုင်တိုပြန်ထည့်ရတဲ့ဟာတော့လွယ်တယ်ပေါ့နော်အဲ့ကနေပြီးတော့ကျတို့ကဒီတန်းမှာဘလောက်ဒီမှာတိုင်ဘလောက်ရှိလဲပေါ့နော်အဲ့ဒါရေပြီးတော့မှကျတို့အလေအပေါက်မှာပေါ့နော်အလေအပေါက်မှာကျတို့မှတ်ချိတ်လေးမှတ်ရပါမယ်ဒါတော့စွစွပေါင်းကျတို့က46တိုင်ဖြစ်ဖို့များတယ်ဘာလို့လဲဆိုတော့ဆဆတော့ကကျတို့ကဖုန်မီ49ခုထိုးထားတာ哦အမအလေထဲမှာမှတ်ပြီးပြီဆိုရင်ကျတို့ကတစ်ဖက်ကို9တိုင်တစ်ဖက်ကို9တိုင်ယူပြီးတော့မှကျတို့ကထပ်ပြီးမှတ်ချိတ်2ခုနဲ့ထပ်မှတ်ပါမယ်9တိုင်ဖယ်ပြီး6တိုင်မြောက်မှာမှတ်မယ်ပေါ့နော်နောက်တစ်ဖက်ကိုလည်းအဲ့တိုင်းပဲ9တိုင်ဖယ်ပြီး6တိုင်မြောက်မှာမှတ်ပါမယ်4 5 6တိုင်မြောက်မှာမှတ်ချိတ်လေးနဲ့မှတ်ကျတို့အဲ့မှတ်ချိတ်2ခုရပြီဆိုရင်တော့အလဲတစ်ခုကိုကျတို့ဖြုတ်လိုက်ရင်ရပါတယ်ဒါလေးနည်းနည်းပုတ်ခိုင်းမယ်ထင်လို့ဒီဟာကိုဖြုတ်လိုက်မယ်နော်ဒါဆိုရင်ကျတို့နောက်တစ်ချမ်းအောင်လဲကျတို့ထိုးလာတဲ့ချိန်ကျရင်ဒီဘက်ချမ်းအောင်လဲခုနလိုပုံစံလေးလုပ်ခဲ့ပါနော်နောက်ဆုံးမှာကျတို့စထားတဲ့နေရာနားရောက်ပြီဆိုရင်တော့အဲပေါင်နာလေးကိုကျတို့ကတိုင်တိုလေးထိုးပြီးတော့ကြိုလေးကိုနည်းနည်းရှိရှိလေးဖြတ်ခဲ့ပါပြီးရင်တော့ကျတို့ချုပ်အပ်တဲ့ကိုချီလေးထည့်ပြီးတော့မှကြိုသိမ့်ပါမယ်ပထမတစ်ပေါက်ထဲကိုကျတို့ကဒီဘက်အပေါက်ကိုရေးရေးထည့်လိုက်ပါထည့်ပြီးတော့ပြီဆိုရင်တော့ဟိုဘက်တစ်ချမ်းကကျတို့နောက်ထပ်ဒီမှာဘောနော်ဒီဘက်အနောက်တစ်ချမ်းကိုကျတို့ကထည့်သွားလိုက်ပါဒါဆိုရင်ကျတို့ကပုံစံတူတူလေးဖြစ်သွားပြီပေါ့နော်မဟုတ်ရင်ရှက်ကွန်နဲ့ဆက်ပြီးတော့မဖုန်မီတစ်ခုထုံးရင်အဲ့နာမှာအဖူကြီးလိုမျိုးကြီးဖြစ်နေမှာဆိုလို့ပါနော်ပြီးရင်ဒါလေးကိုကြိုလေးတင်လိုက်ပါမယ်ပြီးရင်အဲ့နာလေးကိုမှတ်ချိတ်လေးပြန်မှတ်အတိုင်းကလည်းဟိုဘက်နဲ့အတူတူပဲဖြစ်နေရမယ်နော်တကယ်လို့17တိုင်ဆို17တိုင်ရှိရမယ်9တိုင်ဆို9တိုင်အဲ့လိုမျိုးလေးရှိမယ်နော်တကယ်ဒါဆိုရင်ဒါကတော့ကျတို့ကအဲ့ရဲ့အဓိကအပိုင်းကဒီလိုပုံစံလေးရမယ်အနာလည်းကုတ်ပြီးတိုင်တိုးနဲ့လည်းအနာကုတ်ပြီးဒီလိုပုံစံလေးရပါမယ်တကယ်လို့အိတ်ဆိုင်ကြီးတယ်ဆိုရင်လည်းကြီးချင်တယ်ဆိုရင်လည်းရှေ့မှာချဲပြောထားပေးရပေါ့နော်ဘလိုနီလန်လေးလုပ်လို့ရလဲဆိုတာလေအခုကကြတော့ကျတို့ဒီအတိုင်းရဲ့ဒီကနေပြီးတော့မှကျတို့ဒီဘက်ကနေပေါ့နော်ရှိတဲ့တိုင်တိုးအရေးအတွက်ပေါ့နော်ဒီအပွားနေရေးရမှာပါအဲ့white ဒီကနေပြီးတော့မှပေါ့နော်အဲ့အခုချက်ရေးလာတဲ့အတိုင်းလိုလေးကိုဒီဖက်ဆုံးကIT ကိုကျတို့ဘယ်နှစ်တိုင်ရှိလဲတစ်ချက်ကိုစာအုပ်ထဲမှာမှတ်ထားပေါ့နော်မဟုတ်မေ့တတ်တယ်နော်အဲကိုတစ်ချက်မှတ်မယ်ပြီးရင်အဲ့နှစ်ခုကြားထဲကဘလောက်အရှိဘလောက်ဖွမီဘလောက်တိုင်ရှိလဲပေါ့နော်ပြီးရင်ဒီကြားထဲကဘလောက်ရှိလဲဒါဆိုလေကျတို့6တန်းဟိုဘက် short တယ်ဒီဘက်ပွားတယ်အဲ့လိုထိုးထားတဲ့နားကအကုန်လုံးကတူတူအဲ့လိုရှိရမယ်ပေါ့နော်ဒီနားလေးဆိုရင်ကျ16ရှိရဲဒီနားဆို17လို့ရှိရပေါ့နော်ပြီးရင်အပေါ်ဆိုဘယ်လောက်ရှိလဲအဲအတိုင်းလေးကိုစာအုပ်ထဲမှာရေးမှတ်ထားပါအဲ့ဒီရတာလေးတွေကိုအကုန်လုံးဒီဘက်ဆိုရင်18အလဲမှာ17ပြီးရင်အလဲအကြီးမှာဥမာ90ဆို90ပေါ့နော်အကုန်လုံးရတဲ့ဟာကိုကျတို့ကအကုန်လုံးပေါင်းပြီးတော့မှရတဲ့ခဏန်းကိုကျတို့အခုဖုန်မီထိုးလိုက်ရမှာဖြစ်ပါတယ်အဲ့ဒီဟာကအခုကျတို့ကကျတို့ zip လိုမျိုးလုပ်ဖို့အတွက်ကျတို့ဖုန်မီစထိုးနေပြီပေါ့နော်ဒီမှာဆိုရင်ကျကဖုန်မီကို96ခုထိုးထားပါမယ်ပြီးရင်ကျတို့ဒုတိယပေါက်အနေစပြီးတော့မှကျတို့တိုင်တိုလေးစထိုးလိုက်ပါမယ်ဒါဆိုစုစုပေါင်း95တိုင်ရှိရပါမယ်ရှင်
ဘာလို့နော်ကျတော့ဒီပေချိုးနဲ့လည်းတိုင်းကြည့်တယ်ကိုကစစ်ကဘယ်လောက်စိုက်ဝယ်ရမယ်မသိဘူးအဲ့လိုမျိုးဖြစ်နေရဆိုရင်ပေါ့နော်ကျတော့ဒီမှာစစ်ကချဲတိုင်းကြည့်တာကစုစုပေါင်း73 14စိုက်လောက်ဝယ်လဲရတယ်ပေါ့နော်ချဲစစ်ကတော့လေ18လမရှိတယ်အခါကျတော့ပိုနေတယ်ဆိုရင်လည်းဘယ်လိုလုပ်မလဲဆိုရတယ်ဘာမှဖြစ်ဘူးချဲနောက်ပိုင်းနီးလမ်းမှာနောက်ပိုင်းဘယ်လိုလုပ်လို့ရလဲချဲနီးလေးပြောပြပေးထားပါတယ်ဒါဆိုရင်ကျတို့ခုနထိုးထားတဲ့ဟာလေးပြန်စမယ်ပေါ့နော်ကျတို့ဒီဖွမီတွေကတော့အဲ့လိုအတိုင်းမလို့ခုနကျပြောတဲ့ဖွမီအတိုင်းအတိုင်းနေရပြီးတော့မှတိုင်းနေရေးပြီးတော့ထိုးလိုက်ရုံပဲအဲ့တော့ဒီမှာ row 1ကနေ row 4ကကျတို့ဒီမှာဒါဆို row 1ပြီးသွားပြီပေါ့နော် row 1ပြီးပြီဆိုရင်ကျတို့ row 2ကနေစပြီးတော့မှ row 3ထိကိုဒီမှာကျတို့တပောက်ကိုတတိုင်းစီပဲပွားစရာလည်းမလိုဘူးရှော့စရာလည်းမလိုဘူးပေါ့နော်ကျတို့တပောက်တတိုင်းစီထိုးလိုက်ရမှာဖြစ်ပါတယ်စုစုပေါင်း၄တန်းထိုးထားပါမယ်နော်ဒီမှာပါအခုချက်ထိုးနေတဲ့ဟာလေးကဒီလိုပုံစံလေးပုံဖော်ဖို့တော့ပါနော်ဒီလိုစစ်လေးကိုကျတို့ဒီလိုလေးဖွင့်လို့လဲလွယ်မယ်ခိုင်လဲခိုင်မယ်အဲ့လိုလုံးဝအဆင်ပြေရပေါ့နော်ဒီနီးလေးရတက်ရဲလေးနဲ့လေအဲ့တော့ကျတို့စစ်မတက်ခင်အပေါ်ကချီနဲ့ထိုးတဲ့အပိုင်းလေးကိုကျတို့ကလုံနေအောင်ပေါ့နော်ဆိုရင်ကျတို့ကအခု၄တန်းထိုးထားမယ်၄တန်းထိုးပြီးကျတို့ဒီမှာပေါ့နော်1 2 3 4 4တန်းပြီးပြီဆိုရင်ကျတို့ row 5သွားမယ် row 5ကကြတော့ဒီမှာကျတို့ဘယ်လိုခြံပြီးဘယ်လိုထားရမလဲပေါ့နော်ဒီမှာဒီလိုပုံစံလေးကျတို့ကချုပ်လိုက်ရမှာနော်ပြီးရင်ကျတို့ကတိုင်နေကကွက်တိထိုးလာတာဖြစ်တဲ့အတွက်အရန်ကြည်ထိုးစရာမလိုခုနထိုးတဲ့ flow အတိုင်းလေးပဲထိုးလိုက်ရပါတယ်ဒါဆိုရင်ကျတို့ခုနအကျိအစိမ်းလေးမှတ်ထားတဲ့ညနာလေးမှာဒီလိုကိုကခုနတိုင်မှတ်ခဲ့တယ်ဆိုရင်အောက်နောက်မှာဆို18တိုင်ရှိရဆိုရင်18နေရာမှာကျတို့ဟိုလေးလောက်ထားလိုက်ပေါ့နော်ခုနအိမ်မက်ကျိတ်နာလေးမှာမှတ်ထားလိုက်ရတယ်အခုဒီမှာဆိုရင်ကျတို့18ဆိုရင်ကျတို့ကဒီနားကနေပထမဆုံးတစ်ပေါက်ကနေပြီးတော့မှကျတို့18တိုင်ထိုးလာပါမယ်နော်ဒီနေရာအတွက်ကလေတကယ်တမ်းမတ်ကျိတ်မမှတ်ထားလဲရတယ်ဒီလိုမှတ်ချင်တယ်ဆိုရင်လည်းရတယ်ပေါ့နော်ဘာလို့လဲဆိုတော့မတ်ကျိတ်မမှတ်ထားလဲကျတို့ကအဲ့နာကိုတိုင်လေးထိုးလိုက်ရမှာပဲဟုတ်ဒီဘက်မှာလည်းတကယ်လို့မှတ်ချင်နေဆိုရင်ဒီဘက်ကတော့မှတ်ရမယ်နောက်ဒီပထမဆုံးတစ်ဖက်ကတော့ကျတို့ရေးလာမှာပဲဆိုတော့အရင်မှတ်စရာတော့မလိုပါဘူးဒါမှကျတော့တဲလေးတို့မြင်တာအောင်လို့လုပ်ပြပေးထားပါတယ်ကျတို့ကဆိုရင်အခုက18တိုင်ထိုးလာမယ်ပြီးပြီဆိုရင်တော့ကျတို့ဖွင့်ပြီး60ခုထိုးမယ်ပေါ့နော်အဲ့အလေထဲမှာကိုကတိုင်ဘယ်လောက်ရှိလဲချဲနဲ့တယ်လီတို့ကတူချင်မှတူမှာနော်ဘာလို့လဲဆိုတော့တရားနဲ့တရားအတိုင်းယူထားတာအတန်းရည်ချင်းမတူဘူးအဲ့လိုမျိုးဆိုရင်လေဝင်ချေပြောတဲ့အတိုင်းလုပ်မယ်ဆိုရင်လွဲကုန်နေမယ်ပြီးရင်ချဲ row ကလည်းခုနနမူနာပဲတယ်လီတို့နားလည်အောင်ပြောပြထားတာပေါ့နော်ကျတော့နောက်ဆုံး61တိုင်ပြီးသွားပြီဆိုရင်ဒီမတ်ကျိတ်နဲ့မှတ်ထားတဲ့နားလေးကိုဖဲပြီးရင်အဲ့အပအောင်နေစပြီးတော့မှကျတို့တိုင်တို့18တိုင်ထည့်မယ်အဲ့18တိုင်ကကျတို့မတ်ကျိတ်နားနေမှတ်ထားတဲ့ဆိုရင်18တိုင်ကွက်တိရှိပါမယ်နော်ကို row 5ပြီးတော့ row 6ကနေ row 9ထိကိုတော့ကျတို့ကဘာမှအစင်းကြော်စရာမလိုတော့ဘူးပေါ့နော်ကျတို့တပောက်တိုင်းစီအဲ့ဒီနောက်ထပ်၄တန်းကိုဆက်ထုတ်ခဲ့ပါမယ်
နောက်ဆုံးကျတော့ပြီးတော့ပြီဆိုရင်တော့ဖို့မီတစ်ခုထိုးပြီးတော့ကျိုးကိုနည်းနည်းရှိရှိလေးဖြတ်ခဲ့ပါနော်အခုဒီခါကျတော့ကခုနချေစစ်နဲ့ချုပ်မယ်ဆိုတော့ချုပ်အပ်လေးပေါ့နော်အဲ့လေးသုံးမယ်ပြီးလို့ရှိရင်ဒါတော့ချက်မင်းဆိုပေါ့နော်မင်းဆိုရှိလေအဲ့လေးနဲ့မှတ်မယ်ဒီဘက်ကဒီအစလေးပေါ့နော်ပြီးလို့ရှိရင်ဒီဘက်တစ်ချမ်းနေရာလေးအိုင်နာလေးတက်တစ်ချမ်းမှတ်မယ်နှစ်ဖက်ဆိုတော့ဟိုဘက်နှစ်ဖက်ဒီဘက်နှစ်ဖက်ပြီးပြီဆိုရင်ကျတို့အဆက်လေးချတော့မယ်အဆက်ချတာကြတော့ကျတို့ကအကွာဝေးအရင်အဝေးမဟုတ်ပါနော်ဒီမှာ0.5 0.6 cm လောက်ပေါ့အဲ့လေးချပြီးတော့မှအဆက်လေးဆက်တော့မယ်အဲ့အဆက်ချတဲ့ဟာလေးကတကယ်လို့ကိုကခက်မှန်ပြီးချုပ်တတ်တယ်ဆိုရင်နောက်ပိုင်းချေချုပ်မဲ့ပုံစံခက်မှန်ပြီးချုပ်တတ်တယ်ဆိုရင်တော့မမက်လေးရတယ်ကျတော့ဒီချုပ်တာလေးချေအရန်ကျွမ်းတဲ့ထဲမှာပါအောင်ဒါတော့မှတဲလေးတော့ပညာဒါနပေးရမှာမလို့ချေအများကြီးစူးစမ်းပြီးတော့ထိုးထားတာပေါ့နော်ခါကြတော့တခြားလေးလိုက်ကြည့်ပေးပါနော်ဒီမှာပါဒါကတော့ဒီထိုက်အိတ်ထိုးချီတဲ့ချီကိုပဲအစခွဲလိုက်တာပါတကယ်လို့ရေခဲနိုင်လုံးချီနေဆိုရင်တော့သူကဒီလိုချီတိတိလေးဖြစ်အောင်လုပ်ဖို့တော့ခက်တယ်ပေါ့နော်တခြားလို့မစ်ကော်တွန်တို့ဘာလို့နဲ့ချုပ်မှအဆင်ပြေလောက်မှာဒါတော့ချက်ကအဲ့ထက်မှာသူက3ကျိုးလိုမျိုးလေးရှိရဲ့အချက်တကျိုးပဲယူထားတာပေါ့နော်ပြီးပြီဆိုရင်တော့ဒီထဲကိုကျတို့ထည့်ရမှာပါထဲချုပ်တဲ့ချိန်မှာကျတို့ဒီမှာအပေါက်တွေကိုထည့်လိုက်တယ်အောက်ကနေကျတို့ထည့်ရပါတော့ပြီးရင်ကျဒီနားလေးကိုကျိုးလေးထုံးလိုက်မယ်ပြီးရင်ကျတို့ဒီမှာစချုပ်ပြီပေါ့နော်ကျတော့ခါမှာအဲ့ဒီရဲ့အဆက်လေးထဲကိုပဲကျတို့ထည့်ပြီးတော့ချုပ်တယ်ပေါ့နော်ပြီးရင်ကျတို့အရှိမသွားအနောက်ကိုတစ်ခါပြန်လာမယ်တစ်ခါတည်းအဲ့ဒီအလားဖက်မှာတစ်ခါတည်းဟိုဘယ်လိုပြောမလဲပေါ်အောင်လို့ပေါ့နော်ပြီးရင်ဒီအခုချက်ချုပ်ထားတဲ့နေရာနားကိုပြန်ထိုးကျိုးဖြတ်ရင်လေကျတို့ဖြတ်ကိုဆွဲနိုင်တော့ပဲဖြတ်ပါနော်အဲ့လိုမဟုတ်ဘဲနဲ့အရှိဖြတ်ရင်လေကျိုးတွေညှိကုန်ပါမယ်ပြီးရင်ဒီမှာပါချုပ်လာမယ်ပြီးရင်ဒါလေးနည်းနည်းလေးဖွာလိုက်ချင်ရန်တင်သွားပြီးရင်ဒီအနောက်ကိုပြန်လာပြီးတော့မှဟိုဘက်ကိုချက်ပြန်သွားမယ်ပေါ့နော်ဒီကနေဟိုဘက်အပေါက်ပြန်သွားပြီးရင်ဒီမှာဒီအနောက်မှာလည်းအတိုင်းပဲဒီအရှိမှာလည်းအတိုင်းပဲဒီမှာအရှိမှာတော့ပို့ပြီးမှစိတ်လိုမျိုးပုံစံလေးဖြစ်တယ်ပေါ့နော်ဒါတော့တကယ်လို့ကျတို့ချီဆက်တဲ့ခါမှလည်းအဲ့တိုင်းလေးပဲဆက်ပါတယ်ပြီးဒီနောက်ဆုံးနားလေးရောက်ပြီးဒီနားလေးရောက်ပြီးဆိုရင်တော့ကျတို့ကဒီနားကိုတခါတည်းဟိုဘက်အပေါက်ကိုတွားလို့မရဘူးဖြစ်တဲ့အတွက်ဂျားထဲမှာလေးကျတို့ခိုင်အောင်လို့ဒီဟာလေးတခြားလေးရှင်းခဲ့ရပါမယ်နော်ပြီးရင်ကျတို့ရဲ့ဇစ်ကအပြင်မှာရောက်နေလို့မရဘူးသူအတွင်းမှာထားရမှာဆိုတော့အတွင်းကိုပို့လာတယ်ပြီးရင်ဒီဘက်ကနေဟိုဘက်ကိုချက်ချင်းမသွားဘဲနဲ့ဒီအလယ်နားလေးကိုအရင်ဆုံးတစ်ချက်နှစ်ချက်လောက်ချုပ်ပြီးပြီဆိုရင်ဒီဘက်ဇစ်ကိုချုပ်ပြီးပြီဆိုရင်နောက်ထပ်ဒီညာဘက်တစ်ချမ်းကဇစ်နဲ့ကျတို့ဆက်လိုက်မယ်ပေါ့နော်
ကဲဒါဆိုရင်တော့အဆင်ပြေမယ်လို့ထင်ပါတယ်เนาะအခုချက်လောက်ပြလာတယ်လို့လေကျွန်တော်ပတ်လဲချုပ်သွားမှာဖြစ်ပါတယ်ရှင်ကျွန်တော်ကျိုးသိမ်းတဲ့ချိန်မှာလည်းအတန်းပါပဲကျိုးသိမ်းတာတော့ကျွန်တော်အသေးနဲ့မဟုတ်ဘဲနဲ့ဒီလိုအကြည့်နဲ့ယူပြီးတော့မှအဲ့ထဲကိုပဲသူတို့လေးလိမ်ပြီးတော့သိမ်းလိုက်ပါတယ်ပြီးရင်ချီလေးဖြတ်လိုက်ပါနောက်တစ်ဆင့်အနေနဲ့ဒီဘက်တစ်ချမ်းကိုကျွန်တော်ပင်အပ်လေးနဲ့ချုပ်ထားတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ခုနအပ်လေးနဲ့ချုပ်ထားခြင်းနဲ့ရပါတယ်အခုကျွန်တော်ဒီတစ်ခေါက်ချုပ်တဲ့ဟာကစစ်နဲ့ဒီချီထိုးတဲ့ဟာနဲ့တွဲချုပ်တဲ့ဟာကကျွန်တော်ကဟိုဟာနဲ့ပဲချုပ်မယ်နော်ချုပ်အကြီးလေးနဲ့ပဲချုပ်ပါမယ်အထဲကနေထည့်ပါမယ်ချီလေးကိုနည်းနည်းရှည်ရှည်လေးထားခဲ့ပါကျွန်တော်ပတ်လဲချုပ်ပြီးတော့အဲ့နာမှာကျိုးပြန်ချီမှာဖြစ်ပါတယ်ကဲဒီမှာဒီနာကကျွန်တော်ထည့်တယ်ပြီးရင်ဟိုအောက်ကလေခြေတို့ဆက်ထားတဲ့အဲ့နာမှာခောက်တော့ခောက်ပြန်ချုပ်ထားတဲ့အဲ့ထဲအပေါက်ထဲကိုထည့်တယ်ပေါ့နော်ကျိုးယူပြီးချုပ်တဲ့ချိန်ကျရင်လည်းခြေတို့ကဒီလိုတကြိုးပဲယူပါနော်တကယ်လို့ဟိုမှာအဲ့နာမှာတိုင်တိုးလို့မျိုးပုံစံလေးရှိတယ်ဟုတ်အဲ့ဒါဆိုရင်ခြေတို့ယူတဲ့ချိန်မှာလည်းဒီခောက်လဲ back loop နဲ့ပဲယူပြီးတော့မှဒီလိုလေးချုပ်ပါမယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်နှစ်ကြိုးလုံးအပေါ်ကနေထည့်မယ်ဆိုရင်ကျတော့လေတုတ်ကြီးဖြစ်နေမှာเนาะအဲ့နာမှာကိုဒါတကြိုးထဲတောင်မှကျွန်တော်နည်းနည်းချီကဟိုအရန်သေးတဲ့ size မဟုတ်ခါကျတော့လေနည်းနည်းတော့တုတ်ချင်တယ်ဒါပေမဲ့အခုအနေထားလောက်ကတော့အနေတော်လောက်ထဲမှာတော့ပါပါတယ်ဒါပေမဲ့ဟိုနှစ်ကြိုးလုံးထည့်လိုက်မယ်ဆိုရင်ကျတော့ကျွန်တော်အဲ့နာမှာတုတ်ကြီးလိုမျိုးဖြစ်နေမှာပေါ့เนาะအားကြောင့်မလို့ပါကဲဒါလေးဆိုရင်ချက်ချုပ်တာလေးမြင်ပြီးဆိုတော့တိတ်တို့နောက်ပတ်လေးလေးကိုဆက်ချုပ်ခဲ့ပါချုပ်တဲ့ချိန်မှာလည်းကျတို့တကယ်လို့အဆုံးထိချုပ်တာအဲ့လိုအဲ့အရှိချဲလက်အရှိကိုကြည့်လိုက်အဲ့နောက်မှာဆိုရင်ထိမ့်မရှိခါကြတော့လေအပေါက်ကပဲအပေါက်ကိုချုပ်ရမှမသိဘူးဆိုပြန့်လေးဖြစ်အောင်လို့ကျတို့ဒီမှာဒီလိုအလဲဒီလိုပြန့်လေးထားပြီးပြီဆိုရင်ကျတော့ဒီလိုပင်အက်လေးရှိတော့လေဒီပင်အက်လေးနဲ့ဒီလိုလေးထည့်ထားတယ်အခါကျတော့ကျတို့အဲ့ဒီပင်အက်ထိတ်နာရောက်တဲ့အချိန်ထိချုပ်လာတဲ့ပုံစံကအဲ့အတိုင်းပဲပြီးရင်လည်းဒီအဆုံးထိကျတို့သွားပြီးပြီဆိုရင်လည်းဒီလိုပြန့်လေးပဲသွားတာပေါ့နော်တွန့်နာတွေလိမ်သွားတွန့်လိမ်သွားအဲ့လိုမျိုးတွေမဖြစ်တော့ဘူးဆိုတော့လေ
ကဲနောက်ဆုံးမှာတော့ကျတို့စစ်ကလေးရတော့ပါပြီဒါဆိုကြိုက်တလောက်ဆွဲလုံးဝမပြုတ်တော့ဘူးပေါ့နော်ကျတို့ထိုင်းအေးထိုးချီနဲ့လည်းထိုးထားတယ်ပြီးရင်အဲ့ဒါနဲ့လည်းချုပ်ထားတာဖြစ်တဲ့အတွက်လုံးဝတေချာပါခိုင်သွားပြီမပြုတ်တော့ဘူးပေါ့နော်ကဲဆိုရင်ဒီထွက်နေတဲ့အပိုင်းစလေးဒီဟာလေးတွေကိုကျတော့အခြေကတော့ကော်ကန်ရှိတာမလို့ကော်ကန်နဲ့တုံးပြီးတော့မှကတ်လိုက်ပါတယ်တကယ်လို့တိုင်းထားလဲရတော့ရပါတယ်ဒါပေမဲ့ကျန်နောက်ပိုင်းပစ္စည်းထည့်ပါညာဆိုအဲ့နောက်မှာသွားညှိရပါဖြစ်မှာဆိုလို့ကော်နဲ့တခါတည်းကတ်လိုက်ပါတယ်တော်တော်များများ handmade လုပ်တဲ့မမညီမလေးတွေတော့ဒီကော်ကန်တော့အမြဲဆောင်ထားနေကြတော့ဖြစ်မယ်ထင်တယ်နော်အခါကျတော့လေဒီလိုလေးပဲကျတို့ကတ်လိုက်တာပါနောက်တစ်ချမ်းကိုလည်းအဲ့တိုင်းလေးပဲကတ်လိုက်ပါမယ်အခုကတော့ကျတို့ဒီဘက်ဒေါင်းနဲ့ပြီးလို့ရှိရင်ဟိုဘက်ကိုကျတို့ကတ်ချုပ်ရတော့မှာဖြစ်ပါတယ်ကတ်ချုပ်တဲ့အချိန်မှာချုပ်တဲ့အချိန်ကျတို့ကဒီမှာပေါ့နော်မချုပ်ခင်မှာကျတို့မှတ်ချိတ်လေးနဲ့သူအပေါင်းနဲ့ညီတဲ့ဟာဥမာဒီအောက်မှာစက်ခွန်ဆိုဒီစက်ခွန်နဲ့ပေါင်းမြောက်အပေါင်းဟိုဘက်အဲ့ချုပ်ဇစ်နာလေးဖက်ချမ်းပေါ့နော်အဲ့ဘက်နာနဲ့ပြန်ချုပ်ပြန်ပြီးမှအဲ့လိုညှက်ထားပေါ့နော်ကျတို့ချုပ်တဲ့ချိန်ကျရင်အပေါက်ကြော်တာတွေမားတာတွေမဖြစ်တော့အောင်လို့မဟုတ်ရင်ဆိုအဲ့ချုပ်တဲ့ညမှာမလောက်ဘူးဆိုရင်လည်းအဲ့တလုံးကဘလောက်ပဲတတရရထိုးထားအဲ့လိုချုပ်တာမညီဘူးဆိုရင်အိတ်ကပုံလက်လေးမထွက်လာပါဘူးเนาะ။ကြောင့်အပေါက်လေးတခြားညီအောင်ထားပြီးမှကျိုးတခြားလေးချုပ်ခဲ့ရမှာမို့လို့ဒီနားလေးကိုချိန်ထားပါမယ်။ချုပ်တဲ့ချိန်မှာလည်းကျတို့ကအလားပတ်ကနေချုပ်ရမှာမဟုတ်မလားပတ်ကနေချုပ်ရမှာเนาะ။အဲ့တော့ဒီရှေ့နောက်ပိုင်းဒီထွက်ဂျိတ်တွေလည်းအဲ့တိုင်းပဲမဂျိတ်တွေလည်းအဲ့တိုင်းပဲမှတ်ထားပါเนาะ။ကဲဒီဘာချုပ်တဲ့အပိုင်းကတော့သူစစပြောကြတော့မလိုပါဘူးချီထိုးတဲ့သူတွေတော်တော်များများဒီချုပ်တဲ့အပိုင်းတော့ကျွမ်းကြမယ်လို့တော့ထင်ပါတယ်ဒါပေမဲ့အပေါက်မကျော်ဖို့ပဲပြီးရင်အပေါက်တွေမမဖို့ပဲလိုတာပေါ့နော်ဒီနားလေးကိုခြေတော့တစ်ခါတော့ခြီလိုက်တယ်တင်းတင်းလေးခြီပြီးရင်ပထမပေါက်ဆိုပထမပေါက်ဒုတိယပေါက်ဆိုဒုတိယပေါက်အပေါက်တိုင်းလေးပဲကွာတခါတည်းအပေါက်တွေလည်းညီအောင်လုပ်ပြီးဆိုတော့ကြော်မာတွေချန်ခဲ့မှာကြောက်စရာမလိုတော့အဲ့တိုင်းချုပ်သွားလို့ရတယ်ပေါ့နော်ချုပ်တဲ့ချိန်မှာလည်းအရန်အသင်းကြီးလည်းမဟုတ်အရန်ဖွားကြီးလည်းမဟုတ်အဲ့တော့အနေတော်လေးလောက်ရောက်အောင်ချုပ်ခဲ့ပါတော့ဒီနောက်ပိုင်းချုပ်တဲ့ဟာတွေကိုခြေဗီဒီယိုနဲ့ပြောပြပေးပါမယ်အတန်တော့ခြေမထည့်ထားတော့เนาะ
အခုလေဒီနားလေးပြောစရာလေးရှိလို့ကျတို့တစ်ဖက်တစ်ချမ်းကိုကျတို့ချုပ်ပြီးသွားပြီဆိုရင်နောက်တစ်ချမ်းပြန်ချုပ်တဲ့ချိန်ကျရင်ကျတို့ကအစမလာဖက်ထားပြီးတော့ချုပ်ခဲ့တာဟုတ်စစ်ကိုကျတို့လန့်ပြီးတော့လို့ချုပ်ခဲ့တာဟုတ်အခုကကျတော့ကျတို့နေရာတွေမချိတ်တွေမှတ်ပြီးသွားပြီဆိုရင်ကျတို့ကအလားဖက်နေချုပ်ရမယ်ဘာလို့လဲဆိုတော့လေကျတို့ကအလားဖက်မလဲဘူးဆိုရင်သူကအိတ်ကလေးပြောင်းပြန်နေဖြစ်ပြီးတော့မှကျတို့လဲလို့မရဘူးဖြစ်သွားနိုင်တယ်ပေါ့နော်တကယ်လို့စစ်ကိုဖွင့်ပြီးမှလဲလို့ရတယ်ဆိုပေမဲ့တကယ်လို့စစ်ကသေးနေတယ်ဘာညာဆိုရင်တချို့ချီအရန်တောင်းတဲ့အိတ်တွေဆိုရင်ဟိုထဲရခက်ခါကျတော့ဇစ်တွေပြတ်သွားတာတွေမှဖြစ်နိုင်တယ်ပေါ့နော်အကြောင်းမလို့ချာဒီလိုလေးလန်ပြီးတော့မှနောက်ထပ်ကြံတဲ့တစ်ချမ်းဆက်တာကိုဆက်ပါတယ်ပြီးလို့ရှိရင်မှပက်လေးပြီးမှပဲနောက်ဆုံးတော့မှမလားဖက်ကိုကျတို့ချီလေးတိန်းကြမယ်ပေါ့နော်ကိုကျတို့အိတ်ကျိုးလေးထိုးပါမယ်အိတ်ကျိုးလေးကဖုမီ120ထိုးပါမယ်ဆိုတော့ကျတို့တိုင်တူက119တိုင်ရှိရမယ်ပေါ့နော်တိုင်တူကတော့လွယ်လွယ်လေးပါပဲကျတို့ဖုမီ120ထိုးပြီးပြီဆိုရင်ကျတို့တစ်ချက်တိုင်တူဘလူးထိုးလဲကြည့်ကြမယ်နော်ပြပါတိုင်တူကလေကျတို့ဒီဘက်ကြည့်ရင်လည်းဖွမီလိုမျိုးဖြစ်တယ်အောက်ဘက်ကြည့်ရင်လည်းဖွမီလိုဖြစ်တယ်ဆိုတာကဒီမှာကျတို့ဒီရဲ့ဖွမီကိုပြောင်းပြန်လန်လိုက်ဆိုရင်ကျတို့အနောက်ဘက်မှာကျတို့ခုံလေးနဲ့အပေါက်လေးရှိရပေါ့နော်အဲ့ထဲကိုကျတို့တိုင်တူထည့်လိုက်ရမှာဖြစ်ပါတယ်ဒါဆိုရင်ကျတို့တိုင်တူလေးထိုးတတ်မယ်နော်ဒါဆိုရင်တိုင်တူက139ခုရှိပါမယ်ဒါလေးကိုကျတို့ဂျိုးက2ဂျိုးထိုးထားမှာပါနော်ဆုံးထိပြီးသွားရင်ဖွမီတစ်ခုထိုးပြီးဂျိုးရှိလေးဖြတ်ဒါပဲနော်ကိုကအိတ်စီမှာချုပ်ပါမယ်ချုပ်တဲ့ချိန်မှာနေရာတက်မှတ်တာကတော့ကျတော့14တန်းနဲ့16တန်းအဲ့အလေထဲကိုမှတ်လိုက်တယ်ပေါ့နော်
14တန်းပြီးတော့14တန်းနဲ့15တန်းအလဲနားလောက်မှမှတ်လိုက်တယ်ပေါ့ဟိုဘက်အနေရင်လည်း14တန်းနဲ့15တန်းအလဲမှာဒီဘက်ရင်လည်းညာဘက်အနေရင်လည်း14နဲ့15အလဲမှာပြီးကျတော့ခုနကျိုးရှိဖြစ်ထားတဲ့အဲ့ဘက်တစ်ချမ်းကိုအရင်စားချုပ်မယ်ဇစ်လေးကိုဖွင့်ထားပါပြီးရင်ကိုချုပ်မဲ့နေရာလက်လေးနဲ့ဖိထားပြီးအဲ့နေရာကိုကျိုးလေးတင်မယ်ပြီးရင်မချိတ်ချုပ်အပ်ကိုအထက်ထက်ပြီးရင်အထက်ကနေရဲကျတို့ပြန်ထိုးလာနေရာကတော့လေကျတို့ဒီအပေါ်ထိတ်နာလေးမှာပဲထားပါတယ်ထိတ်နာလေးဆိုပေမဲ့ကျတို့ကဟိုဘက်ဇစ်အပေါ်နားထိမရောက်ဘူးเนาะဇစ်နဲ့ဒီဘက်နဲ့ချုပ်ထားတာရဲ့အောက်က 1cm အနေထားလောက်ပဲနှိမ်ပြီးမှချုပ်ခဲ့ပါတယ်အခုချုပ်ပြထားတာကိုကြည့်တိတာမယ်လို့ထင်ပါတယ်เนาะဒါလေးကိုကျတို့ခိုင်းတယ်လို့ထင်တယ်လောက်ထိချုပ်ခဲ့ပါချက်ဆိုဒီနောက်မှာ10ပြန်အဲ့လောက်ချုပ်ထားပါတယ်10ပြန်73 14လောက်ပေါ့နော်ချုပ်ထားပါတယ်ပြီးရင်ကျိုးရလဲ2ကျိုးဆိုတော့လေနောက်တစ်ကျိုးလဲတင်ရအောင်မှာဆိုတော့အဲ့ဒါကိုချုပ်တဲ့ခါမှာလဲတက်တက်ရရချုပ်ခဲ့ပါတယ်ပြီးရင်တော့အထဲမှာကျတို့ဒီချီအဲ့ကျိုးလေးကိုဒီချုပ်ထားတဲ့ထဲကိုပဲတင်ပြီးတော့မှကက်ကြီးလေးနဲ့ကျိုးလေးဖြတ်လိုက်ပါရှင်နောက်တဲ့ကျိုးနောက်တစ်ချမ်းကိုလည်းကျိုးအဲ့တိုင်းပဲထိုးပါမယ်အဲ့တိုင်းပဲချုပ်ပါမယ်ဒီတစ်ခါကကျတော့ချီကိုကျတော့တက်တက်ဖြတ်ရမယ်ပေါ့နော်ဘာလို့ဆိုအဲ့ဘက်မှာအချီမရှိဘူးပြီးရင်ထိုးတဲ့ချိန်အထက်ကနေထိုးလာတယ်ပြီးရင်ခုနလိုပဲဆက်ချုပ်ပါမယ်အခုကျတို့နောက်တစ်ချမ်းကိုလည်းကျတို့ချုပ်ပြီးသွားပြီဒါဆိုကျိုးကတော့ခြေကတော့ဒီလိုလောက်ဆိုရင်ရပြီပေါ့နော်တကယ်လို့လူကြီးတော့ကျိုးသေးတာမကြိုက်ဘူးဆိုရင်တော့ကျတို့2တန်းလောက်ဖြစ်ဖြစ်တိုင်တူဟာထိုးတဲ့ဟာ2တန်းလောက်ဖြစ်ဖြစ်ထိုးလိုက်လို့ရပါတယ်ရှင်ဒီမှာဇစ်ကလည်းအရန်ကိုခိုင်ပါတယ်ကဲဒါဆိုရင်ကျတို့လူချင်တဲ့အိတ်လေးရပါပြီနားမလည်ရရှိရင်တော့ချက်ပြန်မိပါနော်ဒါကချက် IG နဲ့ affect ထည့်လိုက်တာမလို့အိတ်အယောင်လေးနည်းပြောင်းတာပါเนาะလွယ်လိုက်မယ်ဆိုရင်တော့ဒီလိုလေးရပါတယ်တတရက်လေးထုတ်ခဲ့ပါအီဇာလေးလည်းချက်လာပြလို့ရပါတယ်ကျန်နောက်ထပ် tutorial လည်းအများကြီးတင်ပေးအောင်မလို့ channel လေးကို subscribe လုပ်ခဲ့ပေးပါကျတို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်เนาะ bye bye